ကိုလွေးထွေးတဲ့စကားနဲ့ဆိုရမယ်ဆိုရင်ဘာလို့ပြောနေကြလဲတချို့နေတွေဆိုရင်ချိုးညာလေးဆိုလို့ရှိတယ်မင်းစီကိုပြေးလာချင်တော့ကိုယ်ကိုမရှက်တဲ့မညာဝင်ခံရဆိုလို့ရှိရင်အမေဘောထားခဲ့တဲ့အချက်တွေဒီချိန်ထိပြောင်းလဲနေရှိတယ်ဒီစိတ်ဝင်စားခဲ့တဲ့စိတ်ဝင်စားတယ်ဘယ်အကောင့်တည်းစိုးတဲ့planများပါလဲခုချိန်က